တေဂီတာအဖွဲ့တစ်ခုရဲ့အရင်ကပစ္စည်းများဟာသောတာရှင်တို့သိတော်မူကြတဲ့အတိုင်းအတန်များဖြစ်ပါတယ်တေဂီတာအဖွဲ့တစ်ခုကိုကြံမြင်သုံးသပ်ကြည့်ရှုမယ်ဆိုရင်အတန်များကိုစီကုံးပြီးတော့အခြေခံပုံချမ်းကိုတည်တဲ့အဆင့်ဟာပထမအဆင့်လို့ဆိုရပါမယ်ဒီအဆင့်မှာကျွန်တော်တို့ဟာအခြေခံတီးသွားကမ္ဘာဂီတဝေါဟာရမှာဖြင့်မယ်လိုဒီဆိုတာကိုရရှိတဲ့အဆင့်ဖြစ်ပါတယ်ဒီနောက်မှဒီအခြေခံတေးသွားကိုအခြားအသံများနဲ့မွမ်းမံပြီးတော့တန်စာဆင်ကနားအာယုံကောင်းအောင်ပြုပြင်ဖန်တီးတဲ့အဆင့်ဖြစ်ပါတယ်ပထမအဆင့်ကိုဂီတနဲ့နှွေတဲ့အခြားသုခုမပညာတရက်ဖြစ်တဲ့ပကြီးဘပုတို့နဲ့နှိုင်းဆွဲကြည့်မယ်ဆိုရင်ပုံချမ်းလောင်းတဲ့အဆင့်ရလို့နှိုင်းဆွဲလိုပါတယ်ဒုတိယအဆင့်ကိုတော့ဖြင့်အနုစိတ်ချေမှုန်းတန်းစာဆင်တဲ့အဆင့်နဲ့နှိုင်းဆွဲလိုပါတယ်ပကြီးပုံချမ်းကိုကြည့်ရရင်မျက်စိပတာရအားဖြင့်ကြည့်မကောင်းသေးသလိုအခြေခံတေးသွားကိုကြားရရင်နားပတာရအားဖြင့်စင်စင်ကြီးဖြစ်နေမယ်ဖြစ်ပါတယ်ပကြီးပုံချမ်းကိုပကြီးရဲ့ပစ္စည်းများဖြစ်တဲ့အယောင်အသွေးများနဲ့မွမ်းမံချေမှုန်းပြီးတဲ့အခါမှာမျက်စိပတာရကြည့်၍ကောင်းလာသလိုအခြေခံတေးသွားကိုဂီတဤပစ္စည်းများဖြစ်တဲ့အသံများနဲ့မွမ်းမံတန်းစာဆင်လိုက်တဲ့အခါမှာနားထောင်လို့ကောင်းတဲ့တေးအဖွဲဂီတအဖြစ်ကိုရောက်လာပါတယ်ဒီအရင်ကသဘောကိုသုံးသပ်ဆင်ခြင်လိုက်တဲ့အခါမှာဂီတမှာအခြေခံပစ္စည်းများဟာအသံများဖြစ်တဲ့အကြောင်းပေါ်လွင်လာပါတယ်အသံများနဲ့ပုံချမ်းဖော်ဒီပုံချမ်းကိုအသံများနဲ့မွမ်းမံဒီအသံအဖွဲ့အစည်းဟာဂီတဖြစ်လို့လားစသဖြင့်အတန်ရဲ့အခန်းကဏ္ဍအရေးကြီးပုံအဓိကဖြစ်ပုံကိုသိရပါတယ်ဒီအတန်များရဲ့အစုအဝေးအသွင်ပြင်အရဒီတေးအဖွဲ့ဟာဖြင့်မြန်မာတေးအဖွဲ့ဒီတေးအဖွဲ့ဟာဖြင့်အိန္ဒိယတေးအဖွဲ့ဒီတေးအဖွဲ့ဟာဖြင့်အင်္ဂလိပ်တေးအဖွဲ့စသဖြင့်ပုံပေါ်လို့နေပါတယ်ဒီတော့အတန်များကိုကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာအတန်များအမျိုးမျိုးနဲ့အများအပြားရှိတာကိုတွေ့ရပါတယ်ဒီအမျိုးမျိုးကွဲပြားခြားနားများပြားလာတဲ့အသံအားလုံးကိုဂီတအဖွဲ့ဖွဲ့စည်းတိဆောက်ရာမှာအသုံးပြုရမယ်ဆိုရင်လက်မနိုင်လောက်အောင်များပြားလှပါတယ်ဒီတော့ကျွန်တော်တို့ဟာအမျိုးမျိုးအစားအစာများပြားလှစွာသောအသံတို့ကိုလက်နိုင်လောက်တဲ့ပမာဏလက်နိုင်လောက်တဲ့အရေးအတွက်ရအောင်သတ်မှတ်ဝေခွဲဖို့စီစဉ်ကြရပါတယ်ဒီလိုအမျိုးမျိုးအစားအစာခြားနားများပြားလာတဲ့အသံများကိုလက်နိုင်လောက်တဲ့အရွယ်ပမာဏလက်နိုင်လောက်တဲ့အရေးအတွက်ရရှိအောင်ခွဲခြားသတ်မှတ်ရေးအတွက်လူတို့အမျိုးမျိုးကြိုးပမ်းလာခဲ့ကြတာမှာမှတ်တမ်းတင်နိုင်တဲ့ဂီတသမိုင်းတစ်လျှောက်မှာအစောဆုံးဂရိတ်လူမျိုးဒုက္ခမိန်ကြီးပိုက်သိုဂိုရပ်စ်ကဘေဒန်ညာသံအတန်ဒူအစုံကမ္ဘာဂီတသဘောတရားဝေါဟာရအဖြစ် octave ဒီအတန်တူအစုံအချင်းအရာလက္ခဏာကိုတွေ့ရှိပြီးတဲ့နောက်နှောင်းပညာရှင်များဆက်လက်ကျမ်းဆလာကြတာမှာတန်စင် scale ခေါ်တဲ့လက်နိုင်လောက်တဲ့အတန်အမျိုးအစားအစုအဝေးကိုလူတို့ရရှိလာကြပါတယ်ဘယ်လူမျိုးဘယ်ဂီတမှာမဆိုဒီတန်စင်လို့ခေါ်တဲ့အတန်အစုအဝေးကိုအခြေခံထားပြီးတော့ဂီတအဆောက်အုံကိုတိဆောက်ကြတာဟာဖြင့်ကဘာတစ်ခုလုံးမှာတူညီတဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်သို့အတန်စင်တစ်ရပ်ဖြင့်အခြေခံထားပြီးတော့တေးဂီတဖွဲ့ဆိုခြင်းဆိုတဲ့မူဟာဖြင့်ကဘာတစ်ခုလုံးရှိတေးဂီတများတူညီကြတဲ့လက္ခဏာပင်ဖြစ်တော်လဲပဲဒီအတန်စင်ရဲ့ပုံပန်းအသွင်ပြင်များဟာဖြင့်လူမျိုးတစ်မျိုးရဲ့တေးဂီတမှာလက်ခံကျင့်သုံးတဲ့အတန်စင်နဲ့တခြားလူမျိုးတစ်မျိုးရဲ့တေးဂီတမှာလက်ခံကျင့်သုံးတဲ့အတန်စင်တို့ဟာအသွင်ပြင်လက္ခဏာချင်းမတူကြပါဘူး
ဥပမာအနောက်တိုင်းတေးဂီတမှာလက်ခံအသုံးပြုနေကြတဲ့အတန်9လုံးရှိတဲ့အတန်စင်နဲ့ကျွန်တော်တို့မြန်မာရှေးရိုးအစဉ်အလာလက်ခံသုံးစွဲလာခဲ့ကြတဲ့အတန်9လုံးရှိတဲ့အတန်စင်တို့ဟာမတူကြပါဘူးဒီအချက်နဲ့ပတ်သက်လို့ရှင်းလင်းအစီရင်ခံရမယ်ဆိုလို့ရှိရင်ဖြင့်အချိန်အတော်ယူရမှာမို့ယခုတစ်ချိန်တင်ပြခြင်းမှာဖြင့်အသွင်သဏ္ဍာန်ကွဲပြားပုံလောက်ကိုသာအစီရင်ခံပြီးတဲ့နောက်ကဘာမှာထူးခြားတဲ့အတန်စင်တရက်အကြောင်းကိုကျွန်တော်အစီရင်ခံတင်ပြလိုပါတယ်ဒီအတန်စင်ဟာဖြင့်ကျွန်တော်တို့သုံးနေတဲ့အတန်စင်ဥရောပတေးဂီတမှာသုံးနေကြတဲ့အတန်စင်ယခုကမ္ဘာတေးဂီတမှာအများသုံးနေကြတဲ့အတန်စင်လိုအတန်9လုံးရှိတဲ့အတန်စင်မျိုးမဟုတ်ဘဲနဲ့အတန်9လုံးသာရှိတဲ့အတန်စင်ဖြစ်ပါတယ်ဒီအတန်စင်မျိုးကိုကမ္ဘာဂီတဝေါဟာရမှာ pentatonic scale 9လုံးစုတန်စင်ရလို့ခေါ်ပါတယ်ဒီတန်စင်မျိုးကိုပစိဖိတ်သမုဒ္ဒရာတွင်ပိုလီနီးစီးယားကျွန်းစုရှိလူမျိုးများရဲ့တေးဂီတအာဖရိကတေးဂီတ Red Indian American လူနီလူမျိုးများရဲ့တေးဂီတ Scotland လူမျိုးတို့ရဲ့တေးဂီတရှေးတရုတ်ရိုးရာတေးဂီတဂျပန်ရိုးရာတေးဂီတ Java ကျွန်းလူမျိုးများရဲ့တေးဂီတတို့မှာသုံးစွဲတာကိုတွေ့ကြရပါတယ်ဒီတေးဂီတများအနက်ဒီလိုအသွင်သဏ္ဍာန်ရှိတဲ့အတန်စင်အဲ့ဒီအတန်စင်ဟာဖြင့်ပိုလီနီးစီးယားအာဖရိက Red Indian Scots နဲ့ရှေးတရုတ်ရိုးရာတေးဂီတမှာအသုံးပြုတဲ့အတန်စင်ဖြစ်ပါတယ်ဒီအတန်စင်ကိုပဲရည်ရွယ်ချက်မရှိဘဲနဲ့ရောက်တက်ရခောက်ကြည့်မယ်ဆိုရင်အဲ့လိုခောက်ကြည့်မယ်ဆိုရင်ဒီလိုတရုတ်ဆန်ဆန်တေးသွားလို့တေးသွားပေါ်လာနိုင်ပါတယ်ဒီတန်စင်ဘာတေးသွားမျိုးကိုမိညမ်းသိမ့်သွင်းပြီးတော့မြမဂီတမြမပစ္စည်းအဖြစ်ဖန်တီးထားတဲ့တေးသွားတစ်ခုကိုယခုကျွန်တော်တင်ပြလိုပါတယ်ကျူတသောပြေဆုံးဆောနောမ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 ောင်မောင်မောင်တရားကောမျိုးကျူတသောပြေဆုံးဆောနောမ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 ောင်မောင်မောင်တရားကောမျိုးငါသာဆော့တွင်ထူးထူးထွေးတွေဟော၍ပြောကြောင်းဖန်ကားကကျူးသည်ဝဲသာမူးဝဲမိုင်းငါဘာသာဒီမှာပြေကျုံညာရွှင်ဆိုင်ရာဘူးရွှေဖားများຫນွေကားပင်ရေရိုင်းတွေလွှမ်းရမို့စင်မင်းလွင်မျိုးမောင်ပြားရောက်တောင်ကိုချေလေအောင်မိုင်းမုံအာကားပေါင်းပူအောင်နာပင်ရှိခွင်ငါသာမုံနိုင်စင်လွှမ်းစေကျွတ်ကျွေးမြစ်ဆိုရင်လေသာဖောင်းတယ်မန်ဂုံညိုဟာတော့ပြစ်စုံငါသာဆော့တွင်မန်ဂုံညိုဟာတော့ပြစ်စုံငါသာဆော့တွင်အဲ့ဒါကတော့မြန်မာမဟာဂီတဝင်ဖရန်တင်ရိုးရရတဲ့မှာစိနာရထကန္နာရာတိုင်းဂီတသံဝဲဝဲနဲ့စမ်းသစ်တီထွင်းထားတဲ့အပိုက်ဖြစ်ပါတယ်။နောက်ဒီ9သံစုတန်စင်တရက်ကတော့ဖြင့်ဒီတန်စင်ဖြစ်ပါတယ်။ဒီတန်စင်ကိုလည်းပဲရခင်ကနေ့တိုင်းရောက်တိုက်ရကိုခောက်ကြည့်မယ်ဆိုရင်
ထွက်လာတဲ့အတန်ကတော့ဖြင့်ဂျပန်တေးဂီတတေးသွားလို့ဟာမျိုးကိုကြားပါလိမ့်မယ်ဒီအတန်စင်ကိုတော့ဖြင့်ရှေးဂျပန်တေးဂီတမှာသုံးစွဲကြပါတယ်ဒါကြောင့်မလို့ဂျပန်တို့ရဲ့ရှေးရိုးစောင်းရည်လို့ခေါ်ရမယ်ကိုတိုဆိုတဲ့စောင်းရဲ့14ကျိုးမှာယခုလိုညှိထားတာတွေ့ရပါတယ်ဒီလိုတန်စင်နဲ့ဖွဲ့ထားတဲ့တေးဂီတနဲ့ဒီတန်စင်ကိုအခြေပြုထားတဲ့ကိုတိုဒုရိယာကရိယာအတန်ကိုပါနားဆင်နိုင်ကြလေအောင်ဆာကူရာလို့ခေါ်တဲ့ချယ်ရီပန်းပွက်ဂျပန်တေးသွားတဲ့ဘုတ်ကိုကျွန်တော်တင်ပြလိုပါတယ်နောက်ရဲ့ကမ္ဘာဂီတအစီအစဉ်မှာကမ္ဘာဂီတမှာထူးခြားတဲ့ pentatonic scale ခေါ်တဲ့9သံစုတန်စင်များနဲ့တန်စင်2မျိုးကိုတင်ပြအစီရင်ခံပါတယ်မြန်မာဂီတစမ်းသစ်တီထွင်ရေးကမ္ဘာဂီတလေ့လာသုံးသပ်ရေးတို့မှာအထောက်အပံ့ဖြစ်ရာဖြစ်ကြောင်းမန္တလေးကောင်းဖြင့်တင်ပြအစီရင်ခံခြင်းဖြစ်ပါတယ်ခင်ဗျာ